ကဲဒီနေ့အာလူထောင်းပါမယ်ဒီအာလူထောင်းကဟိုရေဘွားအစားအစာတွေတည်းတစ်ခုလို့ပြောလို့ရတာပေါ့နော်အာလူကလေရှမ်းပြည်ကနေနေဥတွေဆိုတော့နေကြီးတွေအများကြီးပါအဲ့ဒါဒီပြောင်းအောင်ဆေးရတာပေါ့နော်ပြီးရင်အာလူတွေကိုစားပြုတ်ထားပေးပါမယ်အာလူကိုဘယ်လောက်ကြပြုတ်ရလဲဆိုအဲ့လိုတော့မမှတ်ထားဘူးနော်ဒါပေမဲ့အာလူကြက်မကြက်သိချင်လို့ရှိရင်အာလက်သေးလေးနဲ့စိတ်ကြည့်ကောင်းကောင်းလေးစိတ်လို့ရပြီလက်ထဲမှာနင်းညနေတာဆိုကြက်ပြီပေါ့နော်ပြီးရင်အာလူထောင်းရဲ့အတိကပါဝင်ပြည်စုဖြစ်တဲ့ကြက်သွန်ဖြူခွာထားပေးပါမယ်ဒီကြက်သွန်ဖြူကမြန်မာဥအသေးလေးတွေဆိုတော့နည်းနည်းတော့လက်ဝင်တာပေါ့နော်စိတ်ရှိရှိလေးနဲ့တော့ခွာရတာပေါ့ဒါပေမဲ့ तू ကမွေးတယ်လေအဲ့ဒီတော့ဒီကြက်သွန်ဖြူအသေးကိုတုံးရင်တော့ပိုကောင်းတာပေါ့အခုကဆေးရောက်နေတော့ဆေးဝယ်မလာခင်မှာထိုင်ခွာနေတာလေဒီအာလူထောင်းအတွက်ကကြက်သွန်ဖြူကိုများများလေးသုံးပြီးတော့ဒါလိုလဲဆိုတော့ तू ကတခြားဘာမှမပါဘူးလေကြက်သွန်နီတွေလည်းမပါပါဘူးဒါဒီကြက်သွန်ဖြူပဲအဓိကဆိုတော့ကြက်သွန်ဖြူများများလေးသုံးပြီးပို့တာလေကြက်သွန်ဖြူနဲ့ငရုတ်တီးစိမ့်နဲ့ထောင်းထားပေးမယ်နော်ငရုတ်တီးစိမ့်ကအရင်အများကြီးမဟုတ်ဘူးပေါ့နည်းနည်းပဲဒါဆိုတော့ငရုတ်တီးအချောက်လိုက်ထည့်အောင်ဆိုတော့လေထောင်းတဲ့အခါကျရင်စားလေးနည်းနည်းထည့်ထောင်းပေးနော်ဒါဆိုထောင်းရတွေ့တာပေါ့ငရုတ်တီးနဲ့ကြက်သွန်ဖြူကိုဒီလိုအနေထားလေးပြောင်းထောင်းထားပေးပေါ့နော်အဲ့တုတ်ကြတယ်ဒီလိုရေးရတာလည်းမလွယ်ပါဘူးဒါကိုစီတက်မယ်ကိုပူလာပြီဆိုရင်စီထဲပါမယ်စနေလုံးထဲပါမယ်တော့ခုနထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ရုပ်ကြီးအဲ့ဒါဆွဲရမယ်စီတက်နေပါနော်စီတက်တာနည်းနည်းနွမ်းလာပြီဆိုရင်ဒီလိုလေးပြီးမှနည်းနည်းထပ်ထည့်ပါမယ်အစမစားနေတဲ့လူတွေကတော့နည်းနည်း short ထည့်ပါနော်ဒီဟာအကြောင်လဲထားအောင်ဒီကနည်းနည်းတော့ဆက်တယ်ထည့်ပြီးတော့အကြာချီတောက်ကြမလို့ရနော်ဒီရင်ဒီပိတ်လည်းလို့ရပါပြီ
အာလူတွေအခွန်ခွာပါမယ်ကျွန်တော်တို့ဒေတာဘက်မှာကြောက်လို့ရင်ငယ်တော့ဆိုရင်လူကြီးတွေကိုကူလို့ရတာပေါ့နော်လေးပွားတော့ဆိုရင်လူကြီးတွေဟင်းချက်တယ်ဟိုအာလူထောင်းပြီးဆိုရင်ဟိုအာလူအခွန်ခွာပေးရတော့အဲ့ဒါမျိုးဆိုဒီလိုကျွန်တော်တို့ဒီလိုစွန်းလေးနဲ့ခွာဒီစွန်းရဲ့ဒီလက်တိုင်လေးတွေပေါ့နော်ဒီလိုမျိုးခုတ်လို့ငယ်ကလေးကမတိစိတ်ရပါတော့ဟိုခင်းချက်တာကိုစိတ်ဝင်စားတဲ့ဝတ္တနာပါတယ်ပြောမှာပေါ့လူကြီးတွေဘယ်လိုချက်လဲဘယ်လိုလုပ်လဲဆိုတာလိတ်ကြီးတယ်တတိထားတယ်လို့ပေါ့နော်ကျွန်တော်အာလူအခွန်ခွာပြီးရင်တခါတည်းစီချက်တတ်တဲ့ထဲတခါတည်းထည့်မှာနော်အဲ့တော့အာလူကိုလေဟိုတူလုံးခွာပြီးမှထောင်းလိုက်ပါနော်အာလူလေး၅လုံးလောက်ခွာပြီးဆိုရင်တခါထောင်းထောင်းတဲ့အခါမှာလည်းစားလေးနည်းနည်းလေးထည့်ထောင်းပါနော်အဲ့ဒါမှအရသာဝင်လာပြခုမောတော့ပြီးမှလည်းထည့်လို့ရတယ်နော်စားတော့နည်းနည်းစီထည့်ထောင်းပါကျွန်တော်တို့ရွာမှာလေရွာဆိုကျွန်တော်ဒီချမ်းပြည်တောင်ပိုင်းပေါ့နော်ဟိုအာလူထောင်းရဲ့ဒီလိုငရုတ်ကျွပွေးလည်းမထောင်းအမင်းဦးမွေတဲ့ရောက်မှရှိရလေရောက်မှဘယ်လိုရောက်မှဆိုဒီဝလုံးကိုလှုပ်ထားတဲ့ရောက်မှလေးကိုလေအဲ့ဒီရောက်မှဖင်တဲ့အာလူကိုထောင်းတယ်ဒီလိုမျိုးချူပူတွေမသုံးဒီမှာတော့မျိုးချူပူလည်းရှိတော့မျိုးချူပူနဲ့ထောင်းပါပါလေဒါတော့အဲ့ဒီကြောင့်မှဆွဲဆောင်သုံးလို့ရသမင်းဦးလည်းမွေလို့ရတယ်
အာလူတွေပဲထောင်းနဲ့တုံးလို့ရတယ်လိုမျိုးအာလူတွေအကုန်လုံးထည့်ထောင်းပြီးပါပြီဆိုရင်အခါကျမှအကုန်လုံးတိကျမွေပြီးတော့ဟိုအရသာကြီးအပေါ်ညာမြည်ကြည့်ရောနော်ခေါ်တော့ချုံမုံလေးထည့်ရပြီအာလူတွေအကုန်ထောင်းပြီးပါပြီဆိုရင်အခါကျမှချုံမုံလေးစားရထပ်ထည့်ပါနော်နာစားနည်းနည်းပဲထည့်တာဒါကဘာလို့စက်တုံးလေးနန်းပင်တော့နည်းနည်းရောဆန်ထွက်စက်တုံးလေးနည်းစီလို့ရောနန်းပင်ကျဲအလူထောင်းရပါပြီမျိုးတို့အာလူကြိတ်တဲ့သူတွေတော့လောက်စားကြည့်ပါနော်အာလူကြော်တွေအာလူဟင်းတွေအဲ့လိုအဲ့ဒါတွေပဲအမြဲတမ်းစားနေရဆိုဒီခါတည်းသူလေးထောင်းစားကြည့်ပေါ့အဲ့ရမောင်ကတော့အင်းလေးကပြောပါတယ် အာလူထောင်းနဲ့လိပ်ဖက်တာတော့ကော်ဖီထုတ်ကိုစိမ့်ပို့ရတာ အတိုင်းပဲဒီဆို ကျက်ဝင်လည်းမလိပ်ပါဘူးအစိမ့်ပေါ့နော်စိမ့်ကိုရေစိမ့်ထားပြီးပေါ့ငယ်တော့ကတော့ရွာမှာစားခဲ့ရတာလေအဲ့လိုအာလူထောင်းပြီးရင်သမင်းကလည်းဆန်မီသမင်းပေါ့နော်ဟိုတောင်ရဆန်လေးအလီရောင်ပြီးရင်ကော်ဖီထုတ်ဆိုရင်လည်းကော်ဖီခင်းထဲကနေလက်လက်ဆက်ဆက်ခူးလာတဲ့ကော်ဖီထုတ်ပေါ့နော်အရန်သမင်းစားလို့ကောင်းတာပေါ့နော်တတိယမိပါတယ်ရေဘွားအမတ်တရားတွေပေါ့